အပိုင်း3ဆာမှာတော့ဂျင်ဟိုကမွန်စတာတွေကိုတိုက်ခိုက်နေတဲ့ဂျင်ဟူရဲ့ရိတ်စစ်သားတွေကိုကြည့်ပြီးဒါကဘာတွေလဲလို့မေးနေခဲ့ပါတယ်။ဂျင်ဟူကအဲ့ခါမှာသူဒီအကြောင်းတွေကိုဂျင်ဟိုကိုပြောပြရသေးတာကိုသတိရသွားပြီးဒါကငါရဲ့ skill တွေကတစ်ခုလို့ပြောပြခဲ့ပါတယ်။သူရဲ့စကားဆုံးမှာတော့ဂျင်ဟိုက skill ကနေလို့ထုတ်လို့ရတာလားလို့ဆိုကအံ့ဩနေခဲ့ပါတယ်။နောက်တော့ဂျင်ဟူကလက်ဖြောက်တစ်ချက်တီးလိုက်ပြီးအားလုံးကိုမှော်ကြောက်တုံးတွေကိုတူးခိုင်းပါတယ်။ဒါအောင်မြင်တော့ဂျင်ဟိုကသူကဘယ်နေရာမှာမှအရာမဝင်ဘူးလို့ခံစားလာရတဲ့အတွက်ဂျင်ဟိုကိုသူ့ကိုမှော်ကြောက်တုံးတော့ကောက်ခွင့်ပေးဖို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ရိတ်စစ်သားတယောက်ကဂျင်ဟိုကိုမှော်ကြောက်တုံးတွေကိုလာပေးခဲ့တာကြောင့်ဂျင်ဟိုကသူ့ကိုကျေးဇူးတင်နေခဲ့ပါတယ်။ဒါကိုကြီးနေတဲ့ဂျင်ဟိုကတော့ဘောကျစွာရည်နေခဲ့ပါတယ်။အဲ့ဒီချိန်အမေရိကရဲ့နေရာမှာတော့ဟန်နာတယောက်ဖြစ်တဲ့ဟွမ်းကပေါ်လာခဲ့ပြီးသူကတင်မောသားချို့ကိုတိုက်ခတ်ခဲ့ပါတယ်။ပြီးတော့ဟွမ်းကထိတ်လန့်နေတဲ့လူကိုမကြောက်ဖို့ပြောပေမဲ့တစ်ဖက်ကလူကသူ့ရဲ့စကားကိုနားမလည်ခဲ့ပါဘူး။ဒါကြောင့်ဟွမ်ကအင်္ဂလိပ်လိုသူတီထားမြကိုအသုံးပြုပြီးသူကလူသားတယောက်ဖြစ်ကြောင်းနဲ့အင်ကိုပြန်ရင်ကြောင်းပြောပြခဲ့ပါတယ်။အဲဒီချိန်တစ်ဖက်မှာတော့ဂျင်ဟူကဂျင်ဟိုနဲ့အတူစားတော့ဆိုင်မှာရောက်နေခဲ့ပါတယ်။ဂျင်ဟူကဂရီအတိုင်းအလုံး16ခုပြီးသွားပြီလို့ပြောလိုက်တော့ဂျင်ဟူကဂျင်ဟူကိုကျေးဇူးတင်နေခဲ့ပါတယ်။ဂျင်ဟူကမင်းကူဘာဆက်လုပ်မှလဲလို့ဂျင်ဟူကိုမေးလိုက်တော့ဂျင်ဟူကရေးဖြည့်စမင်းပွဲကိုဝင်ဖြည့်ပြီး Guild Master လုပ်မယ်လို့ပြောလိုက်ပါတယ်။ပြီးရင်ဂျင်ဟူကသူ့ရဲ့ဖေကိုဖျောင်းဖျပြီး Guild ကိုလွှဲပေးဖို့ပြောမယ်လို့ပြောလိုက်ပါတယ်။ဂျင်ဟူကသူ့ရဲ့စီစဉ်ကိုပြောပြပြီးဂျင်ဟူကိုလည်းဘာလို့မှလဲလို့မေးတော့ဂျင်ဟူကသူ့ကိုခုလက်တလောဆက်သွယ်ရအောင်မှမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။သူ့ရဲ့စကားကြောင့်ဂျင်ဟူကမျက်နှာပြတ်သွားပြီးသူ့ကိုလှုပ်ရှုပ်တဲ့ထင်ရင်လည်းဒဲပြောပါလို့ပြောပြီးဒီထက်ပိုပြီးတော့လည်းသူ့အနေနဲ့ဂျင်ဟူကိုမရှုပ်တော့ပါဘူးလို့ပြောနေခဲ့ပါတယ်။ဒါကိုကြောတော့ဂျင်ဟူကမင်းမှုနေပြီလားလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဂျင်ဟူကဂိမ်းဆိုင်ပဲသူ့ဘဝမှာ10နှစ်ကြီးတဲ့အကိုတယောက်ရှိရလို့ပြောပြပါတယ်။ဒါပေမဲ့သူ့အကိုကသူ့ကိုမုန်းနေခဲ့တာကြောင့်ညီကိုနှစ်ယောက်တူတူဘာမှမလုပ်ဘူးလို့ပြောလိုက်ပါတယ်။ဂျင်ဟူကတော့အဲ့လိုမဟုတ်ဘဲအသက်ကိုကယ်ပေးတဲ့အပြင်ကိုကြီးတောင်းတာကိုပါလိုက်ဖြည့်ပေးသေးတယ်လို့ဂျင်ဟူကပြောပြီးသူ့အနေနဲ့ဂျင်ဟူကိုသူ့ရဲ့ကိုဖြစ်လာစေချင်တယ်လို့ပြောခဲ့ပါတယ်။ပေါက်ကွဲနေတဲ့ဂျင်ဟူကိုကြည့်ပြီးဂျင်ဟူကဒါဆိုရင်မင်းကငါ့ညီလေးပဲလေလို့ပြောလိုက်တာကြောင့်ဂျင်ဟူကဝမ်းသာသွားပြီးသူကဂျင်ဟူတို့အသားတွေကင်ပေးနေခဲ့ပါတယ်။တစ်ဖက်မှာတော့ဟွမ်ကအချုပ်ခံထားရပါတယ်။အားလုံးကသူ့ကိုစစ်ဆေးဖို့အတွက်လောက်ကင်နေကြပြီးဟွမ်ကသူကတစ်ဖက်နိုင်ငံကဟန်တာတယောက်လို့ပြောပြပြီးဂိတ်ထဲမှာ10နှစ်ကြာပိတ်မိခဲ့တာလို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့သူကအင်္ဂလိပ်လိုပြောရတာကြောင့်ဒီပြဿနာကိုဖြေရှင်းဖို့ဒေါန်ဆူကိုအဖွဲ့ကနေလှမ်းခေါ်ခဲ့ပါတယ်။တစ်ဖက်မှာတော့ဂျင်ဟူကခီးသွားဖို့ပြင်ဆင်နေခဲ့တာပါ။ဂျီနာကတော့အင်ဝရမ်ကနိုင်မဲ့အလုံများနေတဲ့အကိုဖြစ်သူကြောင့်စိတ်ညစ်နေခဲ့ပါပြီ။ဒီတစ်ခေါက်တော့ဘယ်သူနဲ့သွားမှလဲလို့ဂျီနာကအကိုကိုမေးလိုက်ပါတယ်။ဒါကိုကျတော့ဂျင်ဟူကသူငယ်ချင်းနဲ့လို့ပြန်ပြောလိုက်ပေမဲ့ဂျီနာကတော့သူ့အကိုကကောင်မလေးနဲ့သွားတယ်လို့ပဲထင်နေခဲ့ပါတယ်။အဲဒီချိန်ဂျင်ဟူကမိတ်ဆာရဲတိုက်ကိုရောက်လာပြီးတကားကိုဖွင့်လိုက်ပါတယ်။သူကရင်ကထက်သူ့ရဲ့ level ကပိုပြီးမြင့်နေပြီဖြစ်တာကြောင့်ပိုလုံးနိုင်မယ်လို့တွေးနေခဲ့ပါတယ်။အဲဒီနောက်ဂျင်ဟူကအထဲကိုဝင်လာခဲ့ပါတယ်။အထဲကိုရောက်တော့ဘာမှမတွေ့ရသေးတာကြောင့်ဆက်လက်လျှောက်လာချိန်သူ့အတွက်မစ်ရှင်ကကြာလာခဲ့ပါတယ်။မစ်ရှင်ရဒီတိုက်ထဲမှာမိတ်ဆာတွေအများကြီးရှိနေပြီးဂျင်ဟူကမိတ်ဆာဝိညာဉ်1000ကိုစူးစီးပေးရမှာပါ။များလုံးနဲ့ပမာဏကြောင့်ဂျင်ဟူတယောက်လန်သွားခဲ့ပေမဲ့သူကဒီကိုလာရတဲ့ရွေချက်ကတတ်တတ်ရှိတာကြောင့်ဒါကိုရအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီချိန်ဂျင်ဟူကတော့သူ့ရဲ့ဖေကိုဂိတ်ကိုလွှဲပြောင်းပေးဖို့သွားပြောနေခဲ့ပါတယ်။အကိုဖြစ်သူဂျီဆောင်းရဲ့ဂိတ်ကိုတခြားသူကိုဦးဆောင်နိုင်မယ်ဆိုတဲ့စကားကအဆင်ပြေဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြောတော့အဖေဖြစ်သူကဂျင်ဟူကိုမင်းကိုခုလိုဖြစ်လာအောင်လုပ်ပေးခဲ့တာကဂျင်ဟူမလားလို့မေးလိုက်ပြီးသူကထူးခြားတဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်နေတဲ့နှစ်ထပ်ကွမ်းဒန်ဂျွန်မဲလို့ပြောလိုက်ပါတယ်။ဒါအပြင်တိတ်ကြခင်ကလည်း White Tiger Gate က Reggae ပြောင်းသွားတဲ့အချိန်မှာလည်းအသက်ရှင်ကြံသူတွေကိုဂျင်ဟူကဦးဆောင်ခဲ့တယ်ဆိုတာသိနေခဲ့ပါတယ်။ပြီးတော့ဖေဖြစ်သူကဂျင်ဟူကိုမင်းရဲ့ Guild Master ကတ်ကိုရအောင်သူပဲကူပေးခဲ့တာမလားလို့မေးလိုက်ပြီးမင်းဝင်ခဲ့တဲ့ rate တိုင်းမှာဂျင်ဟူရှိနေခဲ့တဲ့ဆိုတာသူသိတယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြောတော့ဂျင်ဟူကငိုင်သွားပြီးအဲ့လိုဆိုရင်တော့သူ့ကို Guild ကိုလွှဲပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါကြောင့်ဖေဖြစ်သူကဂျင်ဟူကိုသူ့အနေနဲ့ Guild ကိုလွှဲပေးမယ်လို့ပြောလိုက်ပြီးအဲ့ဒီစာဂျင်ဟူကို Guild ကိုရအောင်ခေါ်လာပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါကိုကြောတော့ဂျင်ဟူကဂရိပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ဂျင်ဟူက Monster တွေကိုတတ်ပြီးသူ့ရဲ့ရိတ်ကိုယူဖို့ကြိုးစားပေမဲ့မရခဲ့ပါဘူး။ဒါကြောင့်သူကအနေငယ်စိတ်ပြတ်သွားခဲ့ပြီးဂျင်ဟူအတွက်နောက်တလွာကိုတတ်မဲ့ဝင်စာကရောက်လာခဲ့ပါတယ်။အဲဒီနောက်ဂျင်ဟူကဆက်သွားဖို့လုပ်လိုက်ပြီးသူက200နဲ့200ကအရန်ကိုဝင်လွှမ်းတာကြောင့် Ice Bear တကောင်ကိုခေါ်ထုတ်လိုက်ပါတယ်။ဂျင်ဟူရှေ့ကိုထွက်လာခဲ့တာကဝက်ဝံခေါင်းဆောင်ဖြစ်ပြီးဂျင်ဟူကသူ့ပေါ်ကိုတက်လိုက်ပါတယ်။အဲဒီချိန်အရှိမ Monster တွေကထပ်ပိတ်နေလို့ဂျင်ဟူကအာရုံနောက်သွားခဲ့ပါတယ်။ဒါပေမဲ့ဝက်ဝံကြီးကဂျင်ဟူကိုတင်ပြီးအားလုံးကိုတိုက်ခိုက်ကဖောက်ထွက်လာခဲ့ပါတယ်။ဒါအောင်မြင်တော့ဂျင်ဟူကဝက်ဝံကြီးကိုလုံးနိုင်သားပဲလို့ပြောလိုက်ပြီးမင်းရဲ့နာမည်ကတန့်မင်းလို့ပြောလိုက်ပါတယ်။အဲဒီချိန် Astron ဖြစ်တဲ့ဟန်ကရေကူးနေခဲ့ပါတယ်။ခဏကြာမှတော့သူမကအပေါ်ပြန်တက်လာပြီးခေါင်းဆောင်ရဲ့စကားတွေကိုကြားအောင်နေခဲ့ပါတယ်။ဟန်ကအတောင်ပံပါတဲ့ပြဲစိတ်လူသားတွေနဲ့ပတ်သက်ပြီးဘာလို့အားလုံးကိုတင်ပေးတာလဲလို့မေးလိုက်ပါတယ်။ခေါင်းဆောင်ကတော့ဒါကလူတွေကိုထိတ်လန့်ဖြစ်စေဖို့နဲ့အကြီးဆုံးဂိတ်ဖြစ်ဒါကိုတောင်းအောင်ယူဆောင်ဖို့လိုရလို့ပြောလိုက်ပါတယ်။အဲဒီချိန်ဂျင်ဟူကတော့အလွှာဆင်းရင်းစီတက်နေခဲ့ပါတယ်။သူကအစာတုံးက Astron ရဲ့တိုက်ဖြစ်လို့ကြောက်နေခဲ့ပေမဲ့အထဲမှာရှိနေတဲ့ Monster တွေက B-Run လောက်ပဲရှိနေတာဖြစ်လို့သူကအံ့ဩနေခဲ့ပါတယ်။
ဂျင်ဝူကအလွှာတိုင်းမှာရှိတဲ့ဝင်ဝင်ကင်ထားတဲ့ monster တွေကိုတတ်ပြီးအပေါ်ကိုအမြန်တက်လာနေခဲ့တာပါဒါအပြင်ဂျင်ဝူကအားလုံးပြီးသွားရင်သူ့ရဲ့ level ကဘလောက်ရောက်သွားမလဲဆိုတာသိချင်နေခဲ့ပြီးသူ့ရဲ့အစားအစာတွေကရောဘလောက်ထိရရှိမလဲဆိုတာသိချင်နေခဲ့ပါတယ်အဲဒီနောက်ဂျင်ဝူကအစားအစာကိုစားလိုက်တိုက်ခတ်လိုက်လုပ်နေပြီးမကြာခင်မှာပဲမိစ္ဆာဝိညာဉ်တောင်းဝင်ရသွားပြီး boss ကိုတွေ့လိုက်ရပါတယ်အဲဒီချိန်တစ်ဖက်မှာတော့အန်နဲ့သူ့ရဲ့လက်ထောက်ကဂျင်ဝူရဲ့အိမ်ကိုစုံစမ်းမှုရောက်လာခဲ့ပါတယ်ဒါပေမဲ့ဂျင်ဝူကအိမ်မှာရှိနေသလိုညီမဖြစ်သူကလည်းခီးသွားရလို့ပဲသိထားခဲ့ပါတယ်ဒါကြောင့်အန်ကစိတ်ပြတ်သွားပြီးဂျင်ဝူကခုတလောရိတ်ထဲဝင်လာတဲ့မှတ်တမ်းရှိသလိုနိုင်ငံခြားထွက်တာမျိုးလည်းမဟုတ်ဘူးလို့ပြောလိုက်ပြီးသူ့ရဲ့နောက်ဆုံးလောက်ခဲ့တာကမျိုးထဲမှာပစ္စည်းဝယ်ခဲ့တာပဲလို့ပြောနေခဲ့ပါတယ်ဒါကိုကြောတော့လက်ထောက်ကအံ့ဩသွားပြီးအဲ့လောက်ထိသိရလားလို့မေးတော့အန်ကဒါကလိုသဘောရမှုပါလို့ပြန်ဖြေခဲ့ပါတယ်တစ်ဖက်မှာတော့ဂျင်ဝူကသူ့ရဲ့စစ်သားတွေကို boss ကိုငါ့အတွက်ထားလိုက်မျက်နှာကိုစုပ်ဖျဲပေးလို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့နှစ်ဖက်တိုက်ပွဲကအကြီးအကျယ်ထဖြစ်ပါတော့တယ်ဒါကိုကြည့်နေတဲ့ဂျင်ဝူကသူ့ရဲ့စစ်သားတွေရဲ့အစွမ်းကိုတိုးမြင့်တာကအရန်ကိုအဆင်ပြေနေရဆိုတာသဘောပေါက်နေခဲ့ပါတယ်ပြီးတော့သူကတစ်ဖက်က boss ထားလာမှာကိုစောင့်နေခဲ့ပြီးခဏကြာတော့စိတ်မရှိတော့ပါဘူးအဲဒီချိန် boss ကဂျင်ဝူရဲ့စစ်သားတွေကိုလှည့်မြန်စွာတိုက်ခိုက်ပလိုက်ပါတယ်ဒါအောင်မြင်လိုက်ရတော့ဂျင်ဝူတယောက်စိတ်တူသွားပြီးဘယ်လိုတော့လှုပ်ရဲတာလဲလို့ဆိုက boss ကိုပြေးကန်လိုက်ပါတယ်လွင်းထွက်သွားတဲ့ boss ကဒေါသထွက်စွာနဲ့ပြန်ထလာပြီးဂျင်ဝူကိုတိုက်ခတ်ခဲ့ပါတယ်ဒါကြောင့်ဂျင်ဝူက Iron Sea ကနေဒိုင်းကာကိုတောင်းပြီး boss ရဲ့တိုက်ခိုက်မှုတွေကိုကာခံခဲ့ပါတယ်ဒါပေမဲ့ဆွမ်းမပြပေါက်ကွဲမှုတွေကြောင့်ဂျင်ဝူကအတော်လေးဒုက္ခရောက်နေခဲ့ပြီးသူကဟာကွက်ကိုရှာနေခဲ့ပါတယ်ခဏကြာမှတော့သူကရှာတွေ့သွားခဲ့ပြီး boss ကိုတိုက်ခိုက်ဖို့လှုပ်လိုက်ပေမဲ့ boss ကချက်ချင်းပဲဂျင်ဝူရဲ့တိုက်ခိုက်မှုတွေကိုခုခံခဲ့ပါတယ်ဒါအောင်မြင်တော့ဂျင်ဝူက boss ကသူ့ရဲ့လှုပ်ရှားမှုတွေကိုဖန်နေခဲ့တဲ့ဆိုတာသဘောပေါက်သွားပြီးသူက boss ကိုတိုက်ခိုက်ဖို့အတွက်အခြေအနေကိုကြည့်နေခဲ့ပါတယ်ခဏကြာတော့ဂျင်ဝူကနေရာတစ်ခုကိုတွေ့သွားပြီး boss ကိုမြှားခေါ်သွားခဲ့ပါတယ်ဒေါသစိတ်မွန်နေတဲ့ boss ကလည်းဂျင်ဝူကိုလိုက်ဖမ်းနေခဲ့ပြီးတစ်ဖက်ကထောင်ချောက်ကိုတော့မြင်ခဲ့ပါဘူးဒါကြောင့်ဂျင်ဝူကသဘောကျစွာပြောလိုက်ရင်သူက boss ကိုအနိုင်ယူပလိုက်ပါတယ်တစ်ဖက်မှာတော့ဒေါန်ဆူကဟွမ်စီရောက်လာပြီးလူပုံစံ monster လို့ပြောလိုက်တာကြောင့်ဟွမ်ကသူ့ရဲ့ monster မဟုတ်ဘူးလို့ပြောပြီးမကြေနပ်ရင် DNA စစ်တာဖြစ်လုပ်ဖို့ပြောပါတယ်ပြီးတော့ဟွမ်ကဒေါန်ဆူကိုဂိတ်တွေနဲ့ပတ်သက်ပြီးဘလောက်တည်လဲလို့မေးလိုက်ပြီးဂိတ်အတွင်းမှာအားလုံးကိုဖျက်ဆီးဖို့အတွက်မကောင်းဆိုးဝါးဆွမ်းကနိုးထလာပြီလို့ပြောလိုက်ပါတယ်ဝမ်ကသူလိုချင်တာကဒီຢာတွေကိုတားဆီးဖို့ပဲလို့ပြောလိုက်ပြီးဒေါန်ဆူကတော့မယုံကြည်ခဲ့ပါဘူးဒါအပြင်သူကဟွမ်ကိုတားရှိရလားလို့မေးပြီးတားရဲ့နာမည်ကဘယ်သူလဲလို့မေးလိုက်ပါတယ်ဒါကြောင့်ဟွမ်ကဂျင်ဝန်းလို့ပြောတော့ဒေါန်ဆူကဒေါသထွက်သွားပြီးဟွမ်ကိုမင်းရဲ့သားကတေပြီလို့ပြောလိုက်တာကြောင့်ဟွမ်ကပောက်ကွဲသွားခဲ့ပါတယ်တစ်ဖက်မှာလည်းဂျင်ဝန်းကမွန်စတာကိုအနိုင်ယူပြီးသူ့ရဲ့အစားအစာတွေကကုန်သွားပြီဖြစ်လို့ပြန်ဖို့လုပ်နေခဲ့ပါတယ်သူကဒီတစ်ခေါက်အတွက်တော့ဒီလောက်ပဲလို့ပြောနေခဲ့တာပါအဲ့ဒီချိန်ပြင်ပမှာလည်းဟွမ်တို့ရဲ့တိုက်ပွဲကြောင့်ပဝန်းကျင်တစ်ခုလုံးကမီးလောင်နေပြီးအားလုံးကမီးတွေကိုညှိမ့်သက်ဖို့ကြိုးစားနေခဲ့ပါတယ်တယောက်ကတော့ဘာဖြစ်ဖြစ်ဒီလောက်နဲ့ဆင်ပြေသွားတာကျေးဇူးတင်နေပြီးတစ်ဖက်မှာတော့ဒေါန်ဆူကစုပ်ပြတ်တတ်နေခဲ့ပါပြီအဲ့ဒီချိန်ဂျင်ဝန်းကအင်ကိုပြန်မှုပြင်ဆင်နေခဲ့ပါတယ်ဒါအပြင်သူကတိုက်ခိုက်ရေးကနေရလာတဲ့ပစ္စည်းတွေကိုစုလိုက်ပြီးသူ့အမေအတွက်ဈေးဖော်ဖို့၃မျိုးတွေက၂မျိုးကိုရလာခဲ့တာဖြစ်တာကြောင့်ကျေနပ်နေခဲ့ပြီးဇလန်းလေးကတခန်းရံသွားခဲ့ပါတယ်